ခြားကတော့ငလင်စပြီးတော့လုပ်ခဲ့တဲ့စကိုင်းတိုင်းရေခါအင်းကျေးရွာရဲ့ငလင်ပြီးထူးခြားချက်တွေပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ 7.7 Richter scale ပြင်းအားရှိတဲ့ငလင်ဟာရေခါအင်းကျေးရွာကနေဗဟိုချက်အမှအဖြစ်စတင်ခဲ့ပြီးတော့စကိုင်းနဲ့မန်လေးနယ်တကြောလုံးကိုအုံထစေတဲ့အထိအင်အားပြထန်ခဲ့ပါတယ်။ငလင်တဲ့ကြောင့်ရေခါအင်းကျေးရွာဟာအကွဲကြောင်ကြီးဖြစ်သွားပြီးတော့အတင်းကနေရွှွန့်နှုံပူတွေစီးဆင်းနေပါတယ်။ရွာခန်တွေရဲ့ပြောစကားအရငလင်ရဲ့အရွှေ့ကြောင့်ရွာဝင်ဝလမ်းမကြီးဟာမူလနေရာကနေဆယ်ပေခန့်တိတ်ဆောင်းသွားခဲ့တယ်လို့သိရတယ်လို့စကိုင်းဘက်ချမ်းကမြမျက်နှာပြင်တစ်ခုလုံး3ပေလောက်ထိနေဆင်းသွားတာကိုလည်းမြင်ရပါတယ်။လမ်းအောက်ဘက်ကအိမ်တွေတောင်မှလမ်းလေကောင်ကိုရွှေ့သွားတဲ့အထိမြမျက်နှာပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ပြောင်းစိတ်မကောင်းစရာကြီးဆိုပေမဲ့လည်းဒီလောက်နဲ့တင်ငလင်ရဲ့စိုးကျိုးတွေရှက်သွားမှာမဟုတ်ပါဘူး။အိမ်နဲ့လူတွေကိုထူထူထောင်ထောင်ဖြစ်အောင်လို့ပြန်လည်တိစောက်ပြီးရင်တောင်မှငလင်ဘိုးချက်နေရာကပထဝီဝင်ဟာမြေစီနွားတွေကုန်ခန်းသွားတဲ့အတွက်စိုက်လို့ပြိုလို့ရတော့မှာမဟုတ်ပါဘူး။ဒါပြင်ငလင်ဖြစ်ထားတဲ့ဘိုးချက်နေရာကမြေစီလာဟာပျော်ပြောင်းသွားတဲ့အတွက်အမှတ်မထင်မြေပြိုစင်ခြင်းမြေကျွန်းခြင်းရုတ်တရက်ဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့်ညာညတာခြေတွေမှာသတိနဲ့နေပြီးတော့ရေးပေါ်ကဲဆယ်မှုတွေကိုတေချာပြုလုပ်နိုင်အောင်ပြင်ဆင်ထားတင်ပါတယ်။ဒီချက်တရားတော့ကအင်မတန်ကိုမှရေးကြီးတဲ့ချက်တွေမလို့လူကြီးမင်းတို့လည်းအားလုံးသိနိုင်အောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးပါအောင်ရှင်။